တင်းနေနဲ့ကြည့်လိုက်ပါအခုမြင်မိရတဲ့960ကီလိုမီတာအနံရှိတဲ့လိုင်ခေါင်းပေါက်ကြီးကို Artemis 2ကလျှို့ဝှက်လမျက်နှာပေါ်မှာဖော်ထုတ်ခဲ့ပါတယ်ဒါဟာ Artemis 2ကတိုက်ရိုက်ကူးထားတဲ့ဘယ်တော့မှလူသားတွေမမြင်ခဲ့ဘူးကြတဲ့တကယ်ရုပ်သိမ်းမြင်ကွင်းအလားပါအခုတင်ဟာတိုက်ရိုက်အရှိတ်အထူးအလံကျဲလက်လအပင်လေကကြီးကိုကြည့်နေရတာပါဒီ960ကီလိုမီတာအနံရှိအပေါက်ကြီးဟာလရဲ့တစ်ဖက်ချမ်းမှာတည်ရှိတဲ့အတွက်ကဘာမြေကြီးကနေတခါမှမမြင်နိုင်ခဲ့ကြပါဘူးကျွန်တော်တို့ကဘာဂျူကြီးကိုအောက်ဖက်မှာတွေ့ရပြီးဒီအပေါက်ကြီးကိုလွန်ခဲ့တဲ့နှစ်2000ကအကြီးစားထိခိုက်မှုတစ်ခုကြောင့်ဖန်တီးခဲ့တာလို့သိရပါတယ်ဒါပေမဲ့အဲ့ဒီလုံးဝစုံလင်ပြီးစင်ကြဲတဲ့လိုင်ပုံစံကိုကြည့်ပါကြောက်ပေါ်မှာအဖြူရောင်ကြထိုးထားသလိုကြီးမားတဲ့ပုံရိပ်တစ်ခုလိုမျိုးဖြစ်နေပါတယ်နောက်ဆုံးအံ့ဟောစရာကအဲ့ဒီဒေတာကိုကြော်သွားတဲ့အချိန်Artemis အဖွဲ့သားများကမိနစ်40တာ Radio Silence Zone မှာဝင်နေပြီးအဖြစ်အစုံကဘာကြီးနဲ့ဆက်သွယ်မှုလုံးဝပျောက်ဆုံးသွားပါတယ်ဒီ blackout ဟာတာမန် orbital phenomenon မဟုတ်ဘူးဆိုရင်တော့သိပ္ပံပညာရှင်တွေကိုတန်တရောစင်ခြေမလုတ်စေတဲ့ theory ကတီးမှာပါပဲအချို့ကဆိုသလိုဒီ line ပုံစံတွေဟာ meteorite Urkavian ထိခိုက်မှုလက်ရမဟုတ်ပဲအလွန်ကြီးမားတဲ့စွမ်းရည်ထိခိုက်မှုဖြစ်နိုင်တယ်လို့ထင်ကြပါတယ်အရင်ခေတ်ကကဘာကိုတိုက်ခိုက်ဖို့ရည်ရွယ်ထားတဲ့တိုက်ခိုက်မှုကိုလကန်ချင်းကအစားခံပြီးကျွန်တော်တို့ကဘာကြီးကိုနောက်ဆုံးကဲတင်ခဲ့တဲ့ဆိုတဲ့ theory ပါ